တောင်ပိုင်း TikTok နဲ့ပတ်သက်ပြီးတော့လူစိတ်ဝင်စားမှုအရန်များလာတယ်ပြီးတော့ online ပေါ်မှာ TikTok ဝယ်ရောင်းတဲ့ပတ်သက်ပြီးတော့လည်းအရန်ပို့ပြီးတော့ခက်စားလာရဲပေါ့နော်အဲ့တော့ online ပေါ်ကနေ TikTok ကမဝယ်ခင်ဘာတွေစစ်ရမလဲလူလိမ်ခံရဘယ်လိုလုပ်ရမလဲဘယ် website မှာဝယ်ရမလဲဆိုတာကိုမျှဝေပေးသွားပါမယ်အဲ့တော့ပထမဆုံးကိုဝယ်တဲ့ account က follower organic ဟုတ်မဟုတ်အရင်ကြည့်ရပါမယ်အဲ့တော့ organic ဟုတ်မဟုတ်ဘယ်လိုကြည့်လို့ရမလဲဆိုလို့ရှိရင်ဒီလိုမျိုး website ပေါ့နော်ဒါမှမဟုတ်တခြားဒီလိုမျိုးတူတဲ့ website တွေကနေယူပြီးတော့လည်းကြည့်လို့ရပါတယ်ဒီမှာ TikTok account ကို user name ကိုရိုက်ထည့်ရုံနဲ့ check လုပ်ရုံနဲ့ဒီလိုမျိုးတွေပေါ်လာမှာဖြစ်ပါတယ် real follower လားဝယ်ထားတဲ့ follower တွေလားဆိုတာသိလို့ရပါတယ်ပထမဆုံးကြည့်ရမယ့်အချက်ပေါ့နော်ပြီးရင်ဒုတိယချက်ကပေါ့နော် two step authenticator မခံထားရပါဘူးမဝယ်ခင်မှာသူတို့ screenshot ရိုက်ပြီးပို့ခံလိုက်ပါတကယ်လို့မခံထားဘူးဆိုလို့ရှိရင်အဆင်ပြေပေါ့နော်ခံထားရဆိုလို့ရှိရင်သူတို့ဖြုတ်ခံလိုက်ပါဖုန်းနံပါတ်တွေထည့်ထားလို့ရှိရင်လည်းဖြုတ်ခံလိုက်ပါပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ account နာမည်ချိန်လို့ရမရလဲမေးကြည့်တတ်ပါတယ်နာမည်ချိန်လို့ရရမယ်ပြီးရင်ကိုယ့်ရဲ့မဝယ်ခင်မှာကိုယ့်ရဲ့ Gmail address ကိုသူတို့ချိန်ခိုင်းတင်ပါတယ်ပြီးတော့တတိယချက်ကတော့ပေါ့နော် account ကဒီလို good standing ဖြစ်နေရပါမယ်သူတို့ကို screenshot ရိုက်ပြီးတော့ပြခိုင်းပါနောက်ဆုံးတစ်ချက်ကတော့ live လို့ရမရလဲမေးကြည့်တင်တယ်ပေါ့နော်အဲ့တော့အတူချုံပြောမယ်ဆိုလို့ရှိရင် organic follower ဟုတ်မဟုတ်သူတို့ account နာမည်ကိုအရင်မေးပါပြီးရင်စစ်ပါ organic follower လားဝယ်ထားတဲ့ follower လားပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါကျဖုန်းနံပါတ် authenticator ဖြုတ်ထားပါမယ် original Gmail address နဲ့လာပါမယ်ပြီးလို့ရှိရင်live လဲလွှင့်လို့ရပါမယ်ဖုန်းနံပါတ်တွေမခံထားရပါဘူးကိုယ့်ရဲ့ Gmail address ကိုသူတို့မဝယ်ခင်မှာပဲပြောင်းခိုင်းလိုက်ပါပြီးတော့ကိုယ့်ရဲ့ audience ကဘယ်ကိုရောက်တာလဲအဲ့ဒါတွေလည်းသူတို့ screenshot ရိုက်ပြီးပို့ခိုင်းမှာအကုန်လုံး screenshot ရိုက်ပြီးပို့ပြီးမှ confirm လုပ်ပြီးမှငွေချေတက်ပါတယ်တကယ်လို့ screenshot ရိုက်ပြီးမပို့နိုင်လို့ရှိရင်အလိမ်ဖြစ်ဖို့များပါတယ်